ဒိုရှိကရိယာများဤတိုင်းပုံစံတိုင်းချင်တယ်ဆိုတဲ့ပုံစံဖြစ်ပါတယ်သွားကျင်တယ်စားကျင်တယ်သူရဲ့ယဉ်ကျေးပုံစံကတိုင်း this သွားကျင်တယ်စားကျင်တယ်ဆိုတဲ့ပုံစံလေးကိုလေ့လာမှာဖြစ်ပါတယ်ဥပမာ iki တိုင်း this ဆိုရင်သူက ikimas ကလာတာပါ ikimas ဒီ mas ကိုဖြုတ်ပြီးတော့တိုင်း this လေးပေါင်းတာဖြစ်ပါတယ်သူက mas ကိုဖြုတ်မယ်တိုင်းလေးပေါင်းတာဖြစ်ပါတယ် iki တိုင်း this သူကသွားချင်တယ် ikimas ကသွားတယ်သွားသည်ပေါ့သွားသည်သူကသွားချင်သည်သွားချင်တယ်ဒီ iki တိုင်း this ကပြစ္ဆုတ်ပံကာလပြစ္ဆုတ်ပံကထိုင်ဖြစ်ပါတယ်သူရဲ့ပြစ္ဆုတ်ပံအငင်းကထခုနိုင်ဖြစ်ပါတယ်သူရဲ့အတိတ်ကာလကတခတ္တဖြစ်ပါတယ်အတိတ်အငင်းကကြတော့ထာခုနာခတ္တဖြစ်ပါတယ်ဥပမာ iki time this ကပြစ္ဆုတ်ပံကာလ iki time this တော့ကျင်တယ်သူကထဲနဲ့ကဲပုံစံဖြစ်ပါတယ်ထဲနဲ့ခဲရင်ကျေးပုံစံဖြစ်ပါတယ်သူရဲ့ iki time this ကရင်ကျေးပုံစံဖြစ်ပြီးတော့သူရဲ့ futsuke plain form ကတော့ iki time ဖြစ်ပါတယ်ပြစ္ဆုတ်ပံအငင်းထခုနိုင်ဆိုရင် iki ထခုနိုင်သူရဲ့ယဉ်ကျေးပုံစံကိုဆိုရင် this iki ထခုနိုင် this ဒါဒီယဉ်ကျေးပုံစံဖြစ်ပြီးတော့သူရဲ့ plain ပုံစံကတော့ iki ထခုနိုင်ဖြစ်ပါတယ်အတိတ်ကာလသွားချင်ခဲ့တယ်ဆိုရင် iki တခတ္တယဉ်ကျေးပုံစံမှာဆိုရင် this လေးပေါင်းပါမယ် plain ပုံစံမှာဆိုရင်ဒီ this လေးကိုဖြုတ်ပြီးတော့ iki တခတ္တဖြစ်ပါတယ်အတိတ်အငင်းတခုနခတ္တ iki တခုနခတ္တမတော်ချင်ခဲ့ဘူးသူရဲ့ယဉ်ကျေးပုံစံမှာ this လေးပါပြီးတော့ plain ပုံစံအရက်သုံးပုံစံမှာဆိုလို့ရှိရင် iki တခုနခတ္တဒီ this လေးမပါပါဘူး iki တခုနခတ္တဖြစ်ပါတယ် iki time this သွားချင်တယ် iki time iki တခုနိုင် this မသွားချင်ဘူး iki တခုနိုင် iki တခတ္တ this သွားချင်ခဲ့တယ် iki တခတ္တမသွားချင်ခဲ့ဘူး iki တခုနခတ္တ this iki တခုနခတ္တဖြစ်ပါတယ်ありがとうございます